ကျွန်တော်မှန်းထားတဲ့အတိုင်းပဲသမ္မတဒေါ်နယ်ထရန့်တရုတ်နိုင်ငံပေါ်အခွန်စည်းချက်တိုးမြင့်ကောက်ခံလိုက်တဲ့ကိစ္စအဲ့မှာလေးမပြီးသွားပါဘူး။ခွန်တိုးမြင့်ကောက်ခံလိုက်တဲ့အတွက်ကမ္ဘာဈေးကွက်တွေကိုတရုတ်ပစ္စည်းတွေပုံမပြီးတော့ဝင်ရောက်လာတယ်။တိုင်းဆိုင်မှုတွေပုံမမြင့်တက်လာပြီးတော့အချို့နေရာတွေမှာဆိုလို့ရှိရင်အလောက်ကိုင်ခွင်လန်းတွေပါရှားပါးကုန်ပြီလို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရှိရပါတယ်။ကိစ္စကတော့တရုတ်ပစ္စည်းတွေကအမေရိကန်ဈေးကွက်မှာရှင်ပြိုင်နိုင်မှုအခွင့်အလမ်းနည်းသွားတဲ့အတွက်မရောင်းချရတဲ့ပစ္စည်းတွေကိုအခြားသောနိုင်ငံဒေသအနှံ့အနှံ့ကိုတင်ပို့ပြီးတော့ရောင်းချနေတဲ့အတွက်ကြောင့်မလို့ဈေးနှုန်းရှင်ပြိုင်မှုမလုပ်နိုင်တဲ့နိုင်ငံတွေကဆုံးရှုံးမှုတွေပုံမှုပြီးတော့ဖြစ်ပေါ်လို့လာပါတယ်ဒီလိုပဲပိုရှန်ရဲ့တရုတ်ထုတ်ကုန်ပစ္စည်းတွေဟာဆိုလို့ရှိရင်လက်ရှိအချိန်မှာကမ္ဘာအရှေ့ချမ်းနဲ့အနောက်ချမ်းမှာရှိတဲ့အင်ဒိုနီးရှားနိုင်ငံနဲ့မက္ကဆီကိုနိုင်ငံမှာပြဿနာအကြီးကြီးတွားတက်နေပါတယ်တရုတ်ပစ္စည်းဆိုပြီးတော့ quality မကောင်းလို့မထင်နဲ့နော်တရုတ်နိုင်ငံတိုးတက်လာတဲ့မြသူ့ရဲ့ quality ကို level အဆင့်အဆင့်တွေသတ်မှတ်ပြီးတော့တင်ပို့ရောင်းချလာတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုတင်သွင်းတဲ့ပစ္စည်းတွေကအစုပ်ပစ္စည်းတွေပါ quality တော်တော်လေးနှိမ့်ကြပါတယ်အမေရိကတို့ဥရောပတို့တင်သွင်းတဲ့တရုတ်ပစ္စည်းကတော့ quality အရန်ကောင်းနေဗျအဲ့လို quality ကောင်းတဲ့ပစ္စည်းတွေအင်ဒိုနီးရှားတို့မက္ကဆီကိုတို့လိုနိုင်ငံတွေကိုသာဝင်လာပြီဆိုလို့ရှိရင်တို့ local ဈေးကွက်ကမခံနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ local ထုတ်ကုန်တွေကတရုတ်လောက်တို့တွေ power မရှိပါဘူးတရုတ်ရဲ့ production ကအရန်ကောင်းပါတယ်ခြေရပိတ်စလုပ်နေတဲ့မြန်မာလုပ်ငန်းရှင်တွေဆိုလို့ရှိရင်သိမှာပါပြည်တွင်းကထွက်ကုန်တွေထက်တရုတ်ကတင်သွင်းလာတဲ့ခြေတဲ့ပိတ်စတွေက quality လည်းကောင်းတယ်ဈေးနှုန်းလည်းတက်တာတယ်အလားတူပြဿနာအခုအင်ဒိုနီးရှားနိုင်ငံမှာတိုက်ရိုက်ဖြစ်နေပါတယ်လက်ရှိအင်ဒိုနီးရှားမှာတို့ရဲ့ပြည်တွင်းကထုတ်ကုန်တွေကတရုတ်ထုတ်ကုန်တွေကိုမရှင်နိုင်လို့စက်ရုံပိတ်သိမ်းရတာတွေလုပ်ငန်းရန်နာရတာတွေပါဖြစ်နေပါပြီတဲ့ဒေသခံတွေကတရုတ်ရဲ့ကုန်ပစ္စည်းဈေးသက်သာမှုကိုမရှင်နိုင်တဲ့အတွက်ကြောင့်မလို့အလောက်ကိုင်ခွင်လန်းတွေများစွာဆုံးရှုံးလာရပါတယ်မက္ကဆီကိုမှာလည်းတရုတ်ရဲ့ပိုရှန်နေတဲ့ကုန်ပစ္စည်းတွေက quality ကောင်းကောင်းဈေးနှုန်းတက်တာနဲ့ပြည်တွင်းထဲဝင်ရောက်လာတဲ့အတွက်ကြောင့်မလို့ဒေသခံထုတ်လုပ်သူလုပ်ငန်းရှင်တွေရဲ့အလောက်ကိုင်ခွင်လန်းရှားပါလာတယ်အလောက်လက်မဲ့ပြဿနာတွေတဖြည်းဖြည်းနဲ့ခံစားလာရပါပြီဒီကိစ္စပေါ့တေးတော့မဟုတ်ပါဘူး domino effect ဆိုတာရှိပါတယ်ကဘာကြီးရဲ့အခြားတစ်ဖက်မှာဖြစ်နေတဲ့ကိစ္စကျွန်တော်နိုင်ငံရဲ့ပြည်တွင်းဈေးကွက်ကိုလည်းတနည်းမဟုတ်တနည်းလာပြီးတော့တိုက်ရောက်မှုရှိနိုင်ပါတယ်တရုတ်ရဲ့လက်ရှိအခြေအနေဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့2000ခုနှစ်ဝန်းကျင်များကလို့ The Rise of the China နိုးထလာတဲ့တရုတ်နဂါးကြီးဆိုတဲ့ပုံစံနဲ့ကက်စစ်စင်ဖြစ်နေပါပြီတဲ့အဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်တရုတ်က World Trade Organization ကမ္ဘာကုန်သွယ်ရေးအဖွဲ့ကိုပထမဆုံးချိန်နဲ့ဝင်ရောက်လာပြီးတော့တကမ္ဘာလုံးကအခြားသောဈေးကွက်တွေကိုတရုတ်ရဲ့ဈေးပေါ်တယ်လောအားကတက်တာတယ် quality ကောင်းတယ်ဆိုတဲ့ product တွေနဲ့ဖြတ်စည်းလိုက်ပါတယ်တရုတ်ဈေးကွက်ကိုမရှင်နိုင်ဘူးပေါ့ဗျာအခုလေသမ္မတဒေါ်နယ်ထရန့်ကတရုတ်ကိုဆက်လက်ပြီးတော့အခွန်တိုးမြင့်ကောက်ခံမှုတွေလုပ်နေမယ်ဆိုလို့ရှိရင်တော့အလားတူအဖြစ်ပြက်မျိုးတွေကြုံရဖို့အတွက်အခြေအနေနီးစပ်လာနိုင်ပါတယ်ကမ္ဘာစီးပွားရေးဆိုတာတူတယောက်တည်းလုပ်တဲ့ကိစ္စမဟုတ်တဲ့အတွက်နိုင်ငံကြီးတနိုင်ငံရဲ့ကုန်သွယ်ရေးမူဝါဒပြောင်းလဲမှုဟာတကမ္ဘာလုံးပေါ်ဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိနေတယ်ဆိုတာကိုအခုအဖြစ်ပြက်ကအထင်သာဖော်ပြနေတာပါတရုတ်ကလွန်ခဲ့တဲ့2001ခုနှစ်တုန်းကဆိုလို့ရှိရင်တကမ္ဘာလုံး GDP ရဲ့4%နှုန်းကိုပဲလွှမ်းမိုးနိုင်ပြီးတော့2020မှာဆိုလို့ရှိရင်19.4%ထိလွှမ်းမိုးလာနိုင်ပါတယ်တရုတ်နိုင်ငံရဲ့ per capita GDP ကဆိုလို့ရှိရင်2001မှာ8900ယွမ်ရှိခဲ့ပြီးတော့အခု2020မှာဆိုလို့ရှိရင်9200ထိတိုးတက်လာတာဖြစ်ပါတယ်ဒါကြောင့်အနာဂတ်မှာဈေးသက်သာပြီးတော့ quality ကောင်းတဲ့တရုတ်ပစ္စည်းတွေဈေးကွက်တွေကိုရောက်လာလို့စားသုံးသူတွေဝမ်းသာကျေနပ်ရမယ်ဆိုတော့လဲ local ထုတ်လုပ်သူလုပ်ငန်းရှင်တွေအနေနဲ့ကတော့အခုတရုတ်ရဲ့တင်သွင်းကုန်ပစ္စည်းတွေနဲ့ဒါရှင်ပြိုင်ဖို့မတက်နိုင်ဘူးဆိုလို့ရှိရင်တော့အနာဂတ်မှာဒေတာသွင်းလုပ်ငန်းတွေဆုံးရှုံးရဖို့ဖြစ်ပေါ်လာနိုင်တဲ့အကြောင်းတရားတွေများစွာရှိနိုင်တယ်လို့ဒီဗီဒီယိုလေးနဲ့သုံးသပ်တင်ဆက်ပြသလိုက်ရပါတယ်ခင်ဗျာ